ရွှေအိုး channel လေးကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ကိုပြုတ်တဲ့ကံကိုထမ်းဆိုတဲ့စကားပုံလေးအတိုင်းကိုလှုပ်တဲ့အလုပ်ရတစ်ခုဟာကိုစီကိုဘလို့ပုံစံနဲ့ပြန်လျှောက်လာတဲ့လဲဆိုတာကိုပေါ်ပြထားတဲ့သင်ခန်းစာရစရာပုံပြင်လေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်တခါတော့ကမိသားစုဝမ်းရဲ့ကျွမ်းနေတိုင်းဘိမုံဖုတ်ချောင်းတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်သူမဟာစိတ်တပေါ်တာကောင်းသူတစ်ယောက်မို့နေတိုင်းဘိမုံတစ်ချက်ကိုအပေါ်ဖုတ်ပြီးလမ်းဘေးကအစင်းရဲသားအဖို့တစ်ယောက်အတွက်ပြတင်းပေါက်မှာအငြင်းတင်ထားပေးလေးရှိပါတယ်ဒါပေမဲ့အဲ့ဒီအဖို့ဟာထူးဆန်းပါတယ်မုံလာယူတိုင်းကျေးဇူးတင်စကားတခုမှမပြောပဲဒီလိုပဲရေရွတ်သွားတတ်တယ်လေအကုသိုလ်ပြုရင်ဒုက္ခရောက်ပါစေကုသိုလ်ပြုရင်ကောင်းကျိုးခံစားရပါစေနေတိုင်းဒီစကားကိုပဲကြားနေရတဲ့အမျိုးသမီးဟာတဖြည်းဖြည်းနဲ့ဒေါသထွက်လာပါတယ်ကျေးဇူးတင်စကားတစ်လုံးတောင်မပြောပဲဘာတွေလာရွတ်နေတာလဲမသိဘူးလို့သူမတယောက်တည်းနီးတွားနေမိတာပေါ့ဒီနေ့မှာတော့သူမဟာအဖိုးအပေါ်စိတ်ပြက်လို့မကောင်းတဲ့အကြံတစ်ခုရသွားပါတယ်ဒီအဖိုးကြီးကိုရှင်းပြမှနားအေးမယ်လို့စုပ်ဖြတ်ပြီးအဖိုးအိုအတွက်မုံတဲမှာအစိတ်တွေခတ်လိုက်ပါတော့တယ်ဒါပေမဲ့အစိတ်ခတ်ထားတဲ့မုံကိုပြတင်းပေါက်မှာတင်ကန်နီးမှာနဲ့သူမရဲ့လက်တွေတုံရင်လာပါတယ်ဟေးငါဘာတွေလုပ်နေပြီပါလဲနောင်တရှောက်သွားတဲ့သူမဟာအဲ့ဒီမုံကိုမီးဖို့တဲ့ပြစ်ထည့်လိုက်ပြီးအသစ်တစ်ခုပြန်ဖုတ်ပြီးပြတင်းပေါက်မှာတင်ထားပေးလိုက်ပါတယ်အဖိုးအိုကတော့ဘာမှမသိပဲအရှင်လိုပဲရေရွတ်ပြီးမုံယူသွားပြန်တာပေါ့အကုသိုလ်ပြုရင်ဒုက္ခရောက်ပါစေကုသိုလ်ပြုရင်ကောင်းကျိုးခံစားရပါစေအဲ့ဒီနေ့ညနေမှာတော့သူမရဲ့တကားကိုတယောက်ယောက်ကလာခောက်ပါတယ်တကားဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူမအရန်ကိုအံ့ဩဝမ်းသာသွားပါတယ်အဝေးမှာပတ်စံသွားရှာနေတဲ့သားဖြစ်သူဟာအဝတ်စုပ်တွေနဲ့ပိန်လှီးပြီးအိမ်ရှိကိုရောက်နေလို့ပါသားဖြစ်သူကမောမောနဲ့ပြောပြပါတယ်မေမေတားကြီးကိုရောက်လာတာတကယ်ကိုအံ့ဩစရာပဲအိမ်နဲ့တမိုင်လောက်กว่าမှာတာစားလောင်လုံးလို့လဲကြနေတော့ခါကုန်းကုန်းအဖိုးကြီးတရားဖြတ်သွားတာတွေ့လို့အစားအစာတောင်းလိုက်မိရဲ့အဲ့ဒီအဖိုးကြီးကသူ့လက်ထဲကဘိမုံကိုခံပေးရင်ဒါငါနေတိုင်းစားနေတဲ့မုံပါဒါပေမဲ့ဒီနေ့တော့မင်းကငါ့ထက်ပိုလိုအပ်နေပုံရှာလို့မင်းကိုပဲပေးပါတယ်တဲ့မိမေရဲ့တာဖြစ်သူရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာအမေဖြစ်သူဟာခြေမကင်မိလက်မကင်မိဖြစ်သွားပါတယ်သူမဟာမနက်ကအစိတ်ခတ်ထားတဲ့မုံကိုမီးထဲမပြစ်လိုက်မိရင်အဲ့ဒီမုံဟာသူမရဲ့သားစီရောက်သွားပြီးသူမကိုယ်တိုင်သားကိုတတ်မိမှာပါလားဆိုတာကိုတွေးပြီးစက်သိန်းနေထသွားပါတော့တယ်အဖိုးအိုနေ့တိုင်းပြောခဲ့တဲ့စကားရဲ့အကျိတ်တွေကိုသူမအခုမှကောင်းကောင်းနားလည်သွားပါတယ်အကုသိုလ်ပြုရင်ဒုက္ခရောက်ပါစေကုသိုလ်ပြုရင်ကောင်းကျိုးခံစားရပါစေကဲပရိသတ်တို့ရေဒီပုံပြင်လေးကပေးခြင်းနဲ့သင်ခန်းစာကတော့ကိုပြုတ်လိုက်တဲ့ကံဟာကိုထံကိုတနည်းမဟုတ်တနည်းနဲ့ပြန်ရောက်လာတတ်ပါတယ်ဒါကြောင့်ကောင်းမှုကုသိုလ်လုပ်တဲ့အခါဘသူကကျေးဇူးတင်သည်ဖြစ်စေမတင်သည်ဖြစ်စေကိုယ့်ရဲ့စေတနာကိုခိုင်ခိုင်မာမာထားပြီးဆက်လုပ်သွားကြပါဒီနေ့အကျိုးမပေးရင်တောင်တနေ့မှာတော့ဒီကုသိုလ်ကတင့်ကိုပြန်လဲဆောက်ရှောက်ပါလိမ့်မယ်ပုံမြင်လေးကိုသဘောကျရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့အောင်နောက်ထပ်ပုံမြင်ကောင်းတွေနားဆင်ဖို့ပုံမြင်ရွှေအိုးကို subscribe လုပ်ထားပေးပါဦးနော်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်ရှင်